Kubuda Kunase Lize More Nase Lami now don't have unit. I see young Mushiba. Okay, I'll go Minglava. The Carotino, the Senapatada, Bureau, Senate, Bani, Banyali, Bureau, the Editino Kubuda is young. Kubuda Kunase Lize from Zabono. Now, there are such a bane. Corner ban na miu pa me engine point na bi da club ya le tha de club so da shi lu naw so club song le tha de pi do gear box မလောက်ရသေးဘူးနောက်ဆက်လင်တာနေပါပြုပြင်ထားတယ်ပေါ့နော်ပြုပြင်ထားရဆိုလဲအသစ်လဲထားတာသူ့အော်မဟုတ်တော့ဘူးနော် hydraulic pump အော်ပန့်ပြန်ထည့်ပေးထားတယ်နော်ဆက်ကလောတဲ့လက်ရှိခိုင်းနေတဲ့ဆက်ပေါ့နော်တခါတည်းတန်းခိုင်းလို့ရတယ်ဟိုကတော့20လိုက်မြဆိုစတိကပြောင်းသွားပြီအဲ့ဒီဒစီရောင်းမှုရှိပါတယ်နော်ဘန်းကတော့ကျွန်တော်တို့ဒီဟိုစားခရမ်းစင်18ဘန်းခရမ်းစင်18ဘန်းဓာကုံတော့မပါဘူးဟိုစားတို့9ဘန်းကကြတော့ကျွန်တော်တို့ပန်တာခုံနဲ့ခုံအစ်စ်မိပါရှိသေးတယ်နော်ပန်တာတစ်စိမ့်နဲ့ခုံနဲ့နော်ကိုပရာဘန်းမဟုတ်ပါဘူးခုတည်းပြောမယ်ဆက်လုံးသီးတန့်ဝယ်ခြင်းလည်းရတယ်ကျွန်တော်ယုံကြည်လို့လိုက်ပြီးတော့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ညောင်တုံးမြို့ကိုလာရောက်ကြည့်ရှုလို့ရပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုလည်းဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်နော်အဲ့ဒါလေးလာပြောပြတာကိုဘူရာတစည်းရောင်းမှုရှိတယ်အဲတကယ်လို့လိုအပ်တဲ့တောင်သူတွေလိုအပ်တဲ့လက်ခိုင်းသမားတွေဆိုရင်တော့ပို့အဆင်ပြေမယ်အဝယ်ရောင်းသမားဆိုရင်တော့တိတ်အဆင်မပြေတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဈေးနဲ့တချို့တင်ပတ်တွေပါဆိုတိတ်ဈေးတွေပါဒီနဲ့ဆိုလို့ရှိရင်တော့သူတို့အတွက်တိတ်တအားကြီးကြံမှာတော့မဟုတ်ဘူးဒါပေမဲ့လက်ခိုင်းသမားကိုတောင်းသူခိုင်းမဲ့သုံးမဲ့လူဆိုရင်တော့ဆက်ကသူ့ကြောလေးနဲ့သူအဆင်ပြေတယ်နော်ဈေးနှုန်းပါညာတော့ကျွန်တော်ဒီမှာမပြောတော့ဘူးဘာဖြစ်လို့မပြောဘူးလဲဆိုတော့ဟိုစားဒီတစ်တော့ရဲ့သဘောတရားကတော့ကြာဘယ်ချိန်ဘယ်ကာလမှာဘယ်လိုပြန်တက်လာမလဲတော့မပြောတတ်သေးဘူးအဲအကြောင်းမို့သိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ရဲ့ profile မှာတင်ထားတယ်ဒါမှမဟုတ်ဒီTikTok chat box ကဒီလဲလာမေးလို့ရတယ်နော်အဲ့တော့လိုအပ်တဲ့ညီကိုတွေဆက်သွယ်ပါအားလုံးပဲအဆင်ပြေကြပါစေဗျာနောက်ဗီဒီယိုတွေကြမှာပဲကျွန်တော်ဒီဆက်လက်ပတ်သက်တာလေးကျွန်တော်တည်ထားတာလေးပြန်လဲမျှဝေပေးပါမယ်အခုတော့ကိုပူဓာလေးတစ်စီးရောင်းပေးလိုက်ပါတယ်အဆင်ပြေလို့လာဝယ်မဲ့ညီကိုတွေဆက်သွယ်ပါโอเค